ကဲအားလုံးပဲမင်္ဂလာပါနောက်ဆုံးရပြောင်းရွှေ့တဲ့နေ့ကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့တဲ့နေ့ထဲမှာ Bayern Munich အသင်းဟာ Rafael Leao ကိုဆွေးနွေးမှုတွေထပ်မံပြုလုပ်ခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ် Bayern Munich အသင်းရဲ့တောင်ပန်တိုက်စစ်ကစားသမား Levan Sani ဟာ Galatasaray ကိုပြောင်းရွှေ့သွားပြီး Kingsley Coman ကလည်းထွက်ဖို့တဲ့င်းတွေထွက်နေပါတယ်ဒီကစားသမားရဲ့နေရာမှာအစားထိုးဖို့အတွက်ဈေးကွက်ထဲပြစ်မှတ်တွေထားလာတာပဲဖြစ်ပါတယ်တခြားအသင်းပြောင်းရွှေ့တွေမှာနီကိုဝီလီယံကိုစိတ်ဝင်စားမှုတွေရှိနေပေမဲ့ကစားသမားကဘာစီလိုနာကိုပဲပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်ဒါပေမဲ့ဘိုင်ယန်ကတော့နီကိုရဲ့အပြောင်းရွှေ့ကိုဆက်လက်စောင့်ကြည့်သွားဖို့ရှိနေပြီးအကယ်၍ဒန်ဒီဖြစ်သွားခဲ့ပါနောက်ထပ်ပြစ်မှတ်အဖြစ် AC Milan နဲ့ပေါ်တူဂီအသင်းရဲ့ဘဲတောင်ပန်တိုက်စစ်ကစားသမား Rafael Leao ကိုသူတို့ရဲ့စရင်းထဲထည့်သွင်းလာတာပဲဖြစ်ပါတယ်ဒီအသက်26နှစ်အရွယ်ပေါ်တူဂီတောင်ပန်တိုက်စစ်ကစားသမားဟာပေါ်တူဂီအသင်းနဲ့ National League ဖလားကိုမကြာခင်ကမှရရှိထားသလိုကလပ်အသင်းနဲ့လည်း2028ထိစာချုပ်ကြံရှိနေသေးပြီး Transfer Market ရဲ့ပုံကြီးကလည်းပေါင်တန်း80လောက်ထိကိုရှိနေတာပဲဖြစ်ပါတယ် Bayern Munich အသင်းအနေနဲ့ AC Milan ကို proposal နဲ့ရှေ့ဆက်တိုးဖို့အတွက်ပြောင်းရွှေ့ခြင်းညှိနှိုင်းမှုတွေအတွက်တရားဝင်ပြုလုပ်ထားခြင်းတော့မရှိသေးပါဘူး AC Milan အသင်းနဲ့သူတို့ရဲ့အဓိကကစားသမားဖြစ်အားကိုးရတဲ့ Rafael Leao ကိုလက်လွတ်တော့ပါမလားစောင့်ကြည့်ခြင်းစရာပါနောက်ထပ် rumors တွေအနေနဲ့ Enasa, Liverpool, Arsenal အသင်းတို့ကလည်းဒီကစားသမားအတွက်စောင့်ကြည့်မှုတွေပြုလုပ်ထားပဲဖြစ်ပါတယ်ကဲပရိသတ်တို့အထိအပြောင်းရွှေ့ဖို့ဘယ်လိုမြင်လဲသုံးသက်ဆွေးနွေးပြီးတော့ကြပါအောင်ဗျဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ